တပည့်တော်တို့ငယ်တော့ပေါ့ဗျာသူများတက်ဖူးတယ်ပေါ့ဗျာအဲ့ဒါတွေကိုခုသိတဲ့အခါကျတော့ဒီပါဏာတိပါဒကံတွေကိုပြေပြောက်စေမဲ့ကုသိုလ်မျိုးတို့ဘာလို့ရှိနိုင်မှာသလားဗျာပြီးတော့သိကြပါဗျာရှိနိုင်တာပေါ့နော်ဒါလည်းတရားတစ်ပုဒ်တော့ဟောအောင်ပါပေါ့နော်ဘုရားကျော်ဟောတာရှိတယ်သုတ်တန်တစ်ခုထဲမှာလေဗာသုတ်တန်အဲ့ဒီမှာဘုရားဟောတာကဘာလဲဆိုတော့အယူဝါဒနှစ်ခုကိုဘုရားတင်ပြထားတယ်တချို့ကဘယ်လိုယူဆလဲဆိုတော့ကိုလှုပ်ထားတဲ့ကံဒီပေါ့နော်အကုသိုလ်ကံဒီမတိလို့လှုပ်ခဲ့တာဖြစ်ဖြစ်တိလို့လှုပ်ခဲ့တာဖြစ်ဖြစ်ဒီအကုသိုလ်တွေရဲ့အကျိုးတရားကိုတေချာပေါက်ခံစားရမယ်လို့ဆိုတဲ့အယူဝါဒတစ်ခုရှိတယ်ဘလို့မှမလွတ်နိုင်ဘူးပေါ့နော်ဒီအကုသိုလ်ကံရဲ့အကျိုးပေးကိုခံရမှာလုံးဝမလွတ်ဘူးဆိုတဲ့ဝါဒတစ်ခုနောက်ဝါဒတစ်ခုကမဟုတ်ဘူးအကျိုးပေးခွင့်ကြုံမှပေးတာအကျိုးပေးခွင့်မကြုံရင်မပေးဘူးဆိုတဲ့ဝါဒကတစ်ခုနှစ်ဝါဒရှိတယ်အဲ့တော့မြတ်စွာဘုရားကပြောပြတယ်မဟုတ်ဘူးနော်ပထမဝါဒကိုဘုရားလက်မခံအောင်ညှင်းလိုက်တယ်ဒီကိုလောက်ခဲ့တဲ့အကုသိုလ်ကံတွေကတေချာပေါက်အကျိုးပေးမယ်တေချာပေါက်ခံစားရမယ်ဆိုလို့ရှိရင်တဲ့လောကမှာမက်ဖို့ဆိုတာအလကားပြသွားမှာပေါ့တဲ့တရားအထုတ်ခွင့်တော့ရှိမှာမဟုတ်ဘူးလေကိုလောက်ခဲ့တဲ့အကုသိုလ်တွေကတေချာပေါက်ခံရမယ်ဆိုရင်တရားထုတ်လို့ဘာမှမထူတော့ဘူးဟုတ်တယ်မလားတရားထုတ်လို့ဘာမှမထူတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာလူတက်တယ်လူတက်တဲ့ဒဏ်ကို तू ခံရမယ်ဆိုရင် तू ငရဲကြမှာ तू ရဟန္တာမဖြစ်နိုင်တော့ဘူးဟုတ်တယ်မလားအဲ့မြတ်စွာဘုရားကအကုသိုလ်မှန်သမျှကတေချာပေါက်အကျိုးပေးမယ်လို့မပြောနိုင်ဘူးတဲ့အကျိုးပေးခွင့်ကြုံမှပေးမှာတဲ့ဟုတ်ပြီနော်အကုသိုလ်မှန်သမျှအကျိုးမပေးနိုင်ဘူးပေးခွင့်ကြုံမှပေးမှာဟုတ်တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လို့မေးရင်သီလမရှိတဲ့ပုံကူတွေအကျိုးပေးခွင့်ကြုံတယ်အကုသိုလ်နော်သီလမရှိရင်အကျိုးပေးနိုင်တယ်တခြားကြီးမားတဲ့ကုသိုလ်တွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အကျိုးပေးနိုင်တယ်တဲ့အဲ့တော့တီလာထိန်တယ်ကုသိုလ်တခြားကုသိုလ်တွေလည်းကိုအများကြီးလှုပ်ထားတယ်ဟုတ်လားတကားမေးတယ်နော်ကုသိုလ်တွေလှုပ်လို့ရကုသိုလ်တွေလှုပ်ထားတယ်နောက်တရားတွေလည်းထိုင်းလျာအထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်ကိုလိပါလာကြည့်လူပေါင်းများများဆိုတာသူတတ်လိုက်တယ်သူအဲ့ဒီအကုသိုလ်ကအကျိုးပေးမယ်ဆိုရင်သူဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတေချာပေါက်သူငရဲကြပါဒီအကုသိုလ်အကျိုးပေးရမယ်ဆိုရင်ဒါပေမဲ့သူ့မှာကုသိုလ်ကံတွေရှိတဲ့ကြောင့်သူတရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဘူးဟုတ်လားအဲကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့တော့ဦးဇင်းတို့အကြောင်းမသိလို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရအောင်ဦးဇင်းတို့ကသိတဲ့အချိန်မှာကုသိုလ်တွေနဲ့ပြန်ပိတ်ရမယ်ဘုရားနီးလည်းပေးထားတယ်နော်တချို့ကဘုရားမှာနီးလည်းမရှိဘူးထင်နေတာဟိုခရိယန်ကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဗုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယန်ဆိုလို့ရှိရင်သူတို့ဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယန်ကပိုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလည်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလိုဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောက်မယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမသိလို့ဖြစ်စေသိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်လို့ရှိရင်ကောင်းရာဒုက္ခတွေရောက်ဖို့မသေးချာဘူးအပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိဋ္ဌာဖြစ်သွားနိုင်တယ်မြတ်စွာဘုရားအဲ့ဒီမှာပထမစိတ်ကလတုတ်တန်ဆိုတာရှိတယ်နော်အဲပထမစိတ်ကလတုတ်တန်မှာဆိုဘုရားဘာဟောလဲဆိုတော့အားလုံးလည်းကြားဘူးတယ်ဟိုလိတ်ကန်းကြီးတကောင်နော်သမုဒ္ဒရာထဲမှာပွားနေတာအနှစ်100လောက်မှတစ်ခါလိတ်ကန်းကြီးပေါ်လာတာနှစ်ပေါင်း100ကြာမှအဲ့လိတ်ကန်းကြီးပေါ်လာသွားကြံသွားနေတာနောက်တဘိုးတစ်ခုနော်အပေါက်ဖောက်ထားတဲ့တဘိုးတစ်ခုသူကလည်းမျောကျင်တာ6မျောနေတာနော်တဘိုးကြီးကလည်းသူမျောကျင်တာမျောနေတယ်လိတ်ကန်းကြီးကလည်းသူ့ဘာလို့သွားကျင်တဲ့နေရာကူးခွက်သွားနေတာနှစ်100ကြာမှတစ်ခါပေါ်တယ်အဲ့6သွားနေတဲ့လိတ်ကန်းကြီးနဲ့ဒီတဘိုးဟာတဘိုးအပေါက်ထဲကိုစွတ်ဖို့ဆိုတာပေါ့နော်အလွန်ခန်းရင်းတယ်အဲ့ဒါတောင်မှမြတ်စွာဘုရားကဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့ဒါဖြစ်ဖို့မလွယ်ဘူးနော်ဒါပေမဲ့အဲ့ဒါဖြစ်ကောင်းဖြစ်နိုင်တယ်နှစ်တရားမှာပေါ်လာတဲ့လက်ရက်ခေါင်းနဲ့ခုနကမျောချင်တာမျောသွားနေတဲ့တဘိုးရဲ့အပေါက်ဟာနော်စွတ်မိချင်ကောင်းမိနိုင်တယ်ဒါပေမဲ့အပယ်ကျသွားတဲ့လူတယောက်ကနော်လူဘဝပြန်ရဘဝမဖြစ်နိုင်ဘူးအရင်ခင်းရင်တယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီတိရစ္ဆာန်ဘဝမှာငရဲသားဘဝမှာကုသိုလ်လုပ်ခွင့်မရှိဘူးအကုသိုလ်လုပ်ခွင့်မရှိတယ်အဲ့တော့အကုသိုလ်ပြီးရင်အကုသိုလ်ပြီးအကုသိုလ်ဆိုတော့သူ့တက်ကမျောနှင်းချက်အတော်တော်နည်းသွားတယ်ရေထုံးလို့ပြီးတော့မှသင်ဖို့တယ်ပြီးတော့မှတက်မှာအာသနကံဆိုတာရှိတယ်အာစိနကံဆိုတာရှိတယ်အဲ့တော့တိရစ္ဆာန်ဘဝမှာသူ့အတွက်အာစိနကံအကုသိုလ်ပဲသူ့အတွက်အာသနကံအကုသိုလ်ပဲသူ့အတွက်လူဖြစ်ဖို့ chance ကအရင်နည်းသွားတယ်ဘာကံကြောင့်လူဖြစ်နေတယ်လဲဆိုရင်သူ့မှာအပရာပရိယဝေဒနိယကံလို့ခေါ်တယ်ဒီတိရစ္ဆာန်ဘဝကိုမရောက်ခင်ပိဋ္ဌာဘဝကိုမရောက်ခင်ငရဲကိုမကြားခင်မှာလုတ်ခဲ့ဘူးတဲ့ကုသိုလ်တစ်ခုခုကဝင်ပြီးအကျိုးပေးမှသာသူလူဘဝပြန်ရောက်နိုင်တယ်ဟုတ်လားသူတိရစ္ဆာန်ဘဝမှာသူကြီးနိုင်ငယ်ချင်းတက်ဖြတ်မယ်စားတော့မယ်ဟုတ်လား
အဲ့တော့အဲ့ဒီအာကုသိုလ်ကြောင့်သေရင်ငရဲပြန်ကြမယ်ဟုတ်လားအဲ့ဒါငရဲသားဘဝမှာလည်းအာကုသိုလ်တွေထပ်ဖြစ်တယ်တိရစ္ဆာန်ဘဝမှာအာကုသိုလ်ထပ်လုပ်တယ်ပြန်ကြတယ်ဆိုတော့ဒီဘဝနဲ့ရုန်းကန်ထွက်မြောက်ဖို့ဆိုတော့မလွယ်တော့ဘူးသူတော်ကောင်းတိရစ္ဆာန်အလွန်ချားပါတယ်နော်တီလာထိန်တဲ့တိရစ္ဆာန်အလွန်ချားတယ်တက်ကြမယ်ဖြတ်ကြမယ်ဆိုတဲ့တိရစ္ဆာန်များတယ်နှိမ့်ဆက်မယ်ဆိုတဲ့ဟာတွေကများတယ်အဲကြောင့်မြတ်စွာဘုရားကအပယ်ဘဝကိုရောက်ပြီဆိုလို့ရှိရင်နော်လူဘဝကိုပြန်ထွက်ဖို့မလွယ်ဘူးဆိုတာဒီအာတဏကံအာစိဏကံနဲ့ဆိုင်တယ်သူတို့လုံနေကြတဏိတာလုံနေတဲ့ကံတဘဝလုံးလုံနေတဲ့ကံတွေကအကုသိုလ်တွေကြီးပဲအဲ့တော့ဒီအကုသိုလ်တွေကသူ့ကိုအကျိုးပေးမယ်သာဆိုရင်သူတို့ကပြန်မလွတ်နိုင်တော့ဘူးလေအဲ့တော့ငရဲကြပြင်းကြတိရစ္ဆာန်ဖြစ်ပြင်းဖြစ်နေငရဲနဲ့တိရစ္ဆာန်နဲ့ငရဲပိတ်တာဒီသုံးခုကိုလဲထွက်နေတာပဲဒါကြောင့်မြတ်စွာဘုရားကလူဘဝရဖို့အလွန်ခဲရင်တယ်ကွာအဲကြောင့်လူဘဝမှာ10မိနစ်နေပဲအသက်ရှင်ရရှင်ရအကျိုးရှိရှိနေတဲ့နဲ့လှုပ်တဲ့နဲ့လို့ပြောပြတာအဲကြောင့်လူတွေကလူဘဝလွယ်လွယ်ရတယ်ထင်ပြီးတော့အလွယ်တကူအသက်ကိုသေးရှင်နေကြတာလည်းမဟုတ်ဘူးမသိရအောင်ဘလောက်ပဲဒုက္ခတွေရောက်ဒုက္ခတွေကအချိန်တိုင်းတာတစ်ခုပဲပြီးကြော်သွားမှာပဲဒါလေးကိုသိခံပြီးတော့ကိုယ့်လူဘဝကိုတန်ဖိုးကြည့်အောင်သုံးချရမှာနော်ညီတော်ကအေးဒါလူဘဝတန်ဖိုးကြုံအောင်ပြောပြတာနည်းနည်း